အဲ့ဒါနဲ့ပတ်သက်ပြီးတော့950ဇတ်တော်ထဲမှာပါဠိကေဒါရဇတ်ဆိုတာရှိတယ်လောကလူတွေလှုပ်တဲ့လှုပ်ထိုက်တဲ့ကုသိုလ်3မျိုးကိုမြတ်စွာဘုရားကသင်္ကန်းစာပေးဖို့အတွက်ဒီဇတ်ကိုခေါ်ခဲ့တာဖြစ်တယ်ပေါ့ဇတ်လန်းလေးကိုအချင်းချုပ်ပြောရမယ်ဆိုရင်မဂရတိုင်းမှာမဂရမြို့တော်ရဲ့အရှိမြောက်ထဲမှာသာလိဒိယဆိုတဲ့ပုံနာရွာကြီးတရွာရှိတယ်ပုံနာလူမျိုးတွေနေလို့ပုံနာရွာလို့ခေါ်တယ်အဲ့ဒီရွာမှာလယ်ပိုင်းရှင်တထေးကြီးရှိတယ်လယ်ပေါင်းဧကပေါင်းမြောင်များစွာချမ်းသာတယ်သူကိုယ်တိုင်လှုပ်တဲ့လယ်ကလည်းမနေဘူးသူများကိုအငှားချထားတဲ့လယ်တွေလည်းရှိတယ်အဲ့ဒီလယ်ရဲ့ဟိုဘက်ကိုကြည့်လိုက်မယ်ဆိုရင်လက်ပံပင်နေပေါက်နေတဲ့လက်ပံတော်အုပ်ကြီးတစ်ခုရှိတယ်ဒါအနေထားတွေကိုဖော်ပြအဲ့ဒီလက်ပံတော်ထဲမှာကျင်းငှက်တွေများစွာနေထိုင်ကြတာဖြစ်တယ်အဲ့ဒီအနေထားမှာသူဟာလယ်စပါးတွေကိုစိုက်ပျိုးလယ်ယာတွေကိုပြိုးထောင်စိုက်ပျိုးပြီးတော့စပါးတွေမှဲ့တဲ့အချိန်ရောက်လာပြီဆိုတဲ့အခါဘာလုပ်လဲဆိုရင်လက်ပမင်တော်ကချင်းငှက်တွေဟာသူ့လက်ထဲကိုရောက်ရှိပြန်တန်းလာကြပြီးတော့မှဲ့နေတဲ့စပါးကင်းကစပါးတွေကိုစားကြတယ်အကောင်ကြီးအလွန်များတဲ့ချင်းငှက်တွေအုပ်လိုက်ကြီးကျလာပြီးတော့စားတာ6လို့မနိုင်လောက်အောင်ရှိတယ်ပေါ့6လို့မနိုင်ဘူးချင်းငှက်တွေကအလွန်ရဲတယ်ဟိုနာ6ဒီနာကျအဲ့ဒီလိုလေဆောင်ကချင်းငှက်တွေကိုမောင်းထုတ်တော့လဲမနိုင်တော့ဘူးထူးထူးခြားခြားအဲ့ထဲမှာဒေါင်းလောက်ကြီးတဲ့ချင်းငှက်ကြီးတစ်ကောင်ပါတယ်အဲ့ဒီကောင်ကြီးကဆိုရင်သူလဲဝါအောင်စားတယ်ပြန်သွားတဲ့အခါကျတော့စပယ်နှံတွေကိုခြီးပြီးတော့သွားတယ်စားလို့တဲ့အာမရဘူးတည်သွားတယ်တချို့လဲလှုပ်တတ်တယ်အဲ့ဒါမျိုးအလူမန္တထမင်းကျွေးကိုလာပြီးတဲ့အခါကျဂျိုင်းဆွဲသွားတာဆိုတာမျိုးနဲ့တူတယ်ပေါ့နော်ဒီမှာလဲစားတယ်ပြီးတော့ဂျိုင်းလဲဆွဲသွားတယ်ပေါ့အဲ့ဒီကြီးကလည်းပဲဂျိုင်းဆွဲသွားတဲ့သဘောပဲသူလဲဝါအောင်စားတဲ့စပယ်နှံတွေကိုသူ့နှုတ်သီးနဲ့အကုန်လုံးကိုက်ချီပြီးတော့ပြန်သွားတယ်လေဆောင်ယောက်ျားကနိုင်အောင်မမောင်းနိုင်တဲ့အခါသူ့ကိုရောချေးတောင်းမှကြောက်တော့လေပိုင်းတထေးကြီးစီသွားပြီးတော့ဒီအကျိုးကြောင့်တွေကိုပြောတယ်သူကျင်းငှက်တွေကြလာတာသူတယောက်တည်းနဲ့မနိုင်တော့ဘူးမထိန်နိုင်တော့ဘူးအဲ့ဒီမဲ့ထူးထူးခြားခြားဒေါင်းလောက်ရှိတဲ့အကောင်ကြီးကသူအားရပါရစားရုံနဲ့မကဘူးပြန်ကြတော့လဲဆိုဝါပင်နေစပယ်နှံတွေကိုချီးပြီးတော့သွားတယ်သူမောင်းတာလည်းမရဘူးဒီကောင်ကြီးကမကြောက်ဘူးလို့လေပဲရှင်ပုံနာကြီးစီသွားပြီးတော့တိုင်တန်းတယ်အဲ့တော့လေပဲရှင်ပုံနာကြီးကသူ့ကိုပြောတော့မင်းကြော်ကွင်းထောင်တတ်သလားဆိုထောင်တတ်ပါလေဒါဖြင့်လော့ကွာကြော်ကွင်းအဲ့ဒီကျင်းငှက်တွေကြလာတဲ့နေရာမှာမင်းကြော်ကွင်းတွေထောင်တာအဓိကကတော့အဲ့ဒီဒေါင်းလောက်ရှိတဲ့ကျင်းငှက်အကြီးကြီးဆင်းတဲ့နေရာကိုမင်းအဓိကထားပြီးထောင်လို့ဆိုကြော်ကွင်းထောင်ခိုင်းလိုက်ကြော်ကွင်းလှုပ်တဲ့အခါနွားမီးတို့မြင်းမီးတို့လိုဟာမျိုးပေါ့ဖြတ်လို့မလွယ်တော့အောင်ခိုင်မာတဲ့ကြော်ကွင်းတွေလောက်ခိုင်းတာလေကွင်းထဲမှာထည့်ထားတယ်နောက်ရက်ကြတော့ကြီးငှက်တွေပြန်တန်းချလာပြီးတော့စပယ်နှံတွေကိုစားကြပြန်တယ်အဲ့ဒီဒေါင်းလောက်ရှိတဲ့ကောင်းကြီးကတော့သူဆင်းနေကြနေအောင်ဆင်းလာဆင်းချင်းသူ့ခြေတော့ကြော်ကွင်းကဆွတ်မိသွားတယ်အဲ့ကောင်းကြီးကြော်ကွင်းမိသွားသို့တော့သူကကျင်းငှက်ထဲမှာခေါင်းဆောင်ဖြစ်တော့တခြားကျင်းငှက်တွေ
ခုချိန် तू online လို့ရှိရင်အစာမစားရမှဆိုလို့အသာလေးသူ့ခြေတော့ချိတ်ပြီးတော့ယုံနေတယ်ယုံလို့မရဘူးမအော်ဘူးနောက်ဆုံးခြေတွေကစဝေနနေဝါအောင်စားလို့အာရကြပြီဆိုတဲ့အခါမှာငါတော့ကြောက်ဝင်းမိပြီဟေးဆိုတဲ့အတိပေးတဲ့အနေနဲ့អော်လိုက်တာကြံနေချင်းငယ်တွေအကုန်ပြန်ကုန်ညာဒီကောင်မှမရှိတော့သူတို့ကောင်လည်းပဲကြာအဲ့ဒီအချိန်မှာလက်ဆောင်ယောက်ျားလာပြီးတော့ဖမ်းတယ်ဖမ်းပြီးတော့အိမ်ခေါ်သွားရဘုံသားကြီးစီရောက်တဲ့အခါလေပိုင်းရှိဘုံသားကြီးကခြေကောင်ကြီးချိပြီးတော့သူကအကောင်ကြီးကလည်းကြီးတော့ခြေနက်တယ်ဒါကြီးချိပြီးတော့ကြာကြာနာနာခြေတော့မှကြော့ဝင်းကြီးနဲ့ပွန်ပဲ့နေလေဆေးတွေပါလေလိမ့်ပြီးပြီဒီကောင်ကြီးကိုခဏထိန်းချုပ်ပြီးအစာရည်သာကျွေးပြီးတော့မေးတယ်နော်ဟောဒီလေဆောင်ယောက်ျားကပြောတယ်တဲ့